ပကူးရိုးမှာဒီအမီကိုကြားလိုက်တာနဲ့မူဆိုးတွေရဲ့ရင်ထဲမှာစိန်ခေါ်မှုနဲ့အတူကြောက်ရွံ့မှုကဒွန်တွဲနေတတ်ပါတယ်ဘာလို့လဲဆိုတော့ပကူးရိုးမထဲမှာလှုပ်ဝက်ဆန်းကျင်မှုတွေရှိနေလို့ပဲဖြစ်ပါတယ်တာတင်ဟာပကူးရိုးမတောင်ချေအနီးရှိကျေးရွာလေးတစ်ရွာတွင်နေထိုင်ပြီးသူ့အသက်15နှစ်ကလေးကပင်မူဆိုးလုပ်ငန်းကိုလုပ်ကင်ပြီးအသက်မွေးဝမ်းကြောင်းလုပ်ကင်နေသူတစ်ယောက်ဖြစ်ပါတယ်သူကလက်ထဲမှာကင်ထားတဲ့နှလုံးပြူးတနက်ကိုယုံကြည်ပြီးတော့ဘလောက်တော့နဲ့သူတစ်ယောက်တည်းပဲအမဲပြစ်ထွက်လေးရှိပါတယ်အမဲပြစ်ထွက်သည့်အခါတိုင်းတစ်ခဏအတွင်းမှာတားကောင်များရလေးရှိတော်လဲဒီနေ့တွင်မူနေမွန်းတဲ့ချိန်တောင်ကျော်လွန်နေပြီးတားကောင်တကောင်တလေရဲ့အရေးအခြေတောင်မတွေ့ရချေသူကလည်းဆွဲမလျှော့ပဲငါဒီနေ့တော့ကြီးတကောင်လောက်မရရအောင်ပြစ်မဲဆိုတဲ့ဆွဲနဲ့သူရိုးမရဲ့အသေးနှလုံးစီကိုခက်နက်တိုးဝင်ခဲ့မိတယ်တဖြည်းဖြည်းနေဝင်ရိုးရီချိန်ရောက်ခဲ့ပြီးတစ်ပင်ကြီးတွေရဲ့အရိပ်ကမြေပြင်ပေါ်မှာပုံတန်းမမှန်တဲ့လက်ချောင်းကြီးတွေပုံလိုရှည်ထွက်လာတယ်ရုတ်တရက်တောတစ်ခုလုံးတိတ်ကျသွားတယ်ငှက်တန်တွေမရှိတော့ဘူးလေတိုက်တန်တောင်မကြားရတော့ဘူးတာတင်ရဲ့စိတ်ထဲမှာတစ်ခုခုမှားနေပြီဆိုတာသိလိုက်တယ်တောကကာကွယ်ထားတဲ့နယ်မြေတစ်ခုတည်းကိုသူကျူးကျော်ဝင်ရောက်မိပြီဆိုတာသိသွားခဲ့တယ်ဒီလိုနဲ့အချိန်ကည8နာရီခန့်ရှိသွားပြီးတာတင်တယောက်ရွာပြန်ဖို့ကမဖြစ်နိုင်တော့၍မနက်လင်းမှပြန်တော့မယ်ဆိုပြီးတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာစခန်းချဖို့ပြင်လိုက်တဲ့မိပုံလေးဖိုထားပေမဲ့အမောင်ထုကသူ့ကိုဝါမျိုးဖို့ချောင်းနေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲခုတ်ဆိုတဲ့တကိုင်းကျိုးတန်ကသူ့နောက်ကျောဘက်ကထွက်လာတယ်သူဓမီနဲ့ဝေးထိုးလိုက်တယ်ဘာမှမရှိဘူးဒါပေမဲ့ဓမီရောင်ရဲ့အစုံမှာတောက်ပတဲ့မျက်လုံးအစုံကိုသူမြင်လိုက်ရတဲ့တားကောင်မျက်လုံးမျိုးမဟုတ်ဘူးလူတယောက်ရဲ့အမုန်းတရားတွေပြည့်နေတဲ့မျက်လုံးမျိုးဘယ်သူလဲထွက်ခဲ့လို့သူអော်လိုက်ပေမဲ့တောနက်ကြီးကသူ့အတန်ကိုပြန်ဟန့်လိုက်တယ်လို့ပဲထူးဆန်းတာကအနက်တစ်ခုပဲပုတ်စော်နန္ဒာမှလူသေးကောင်ကိုရေနံစီနဲ့လောင်းထားတဲ့အနံ့မျိုးအဲ့ဒီအနံ့ကသူ့နားကိုတဖြည်းဖြည်းနီးကပ်လာတဲ့တာတင်ရဲ့ကြောရိုးတစ်လျှောက်စိတ်ကနေဖြစ်သွားပြီးအမွေးမြင်တွေထောင်လာရပါတော့တယ်ရုတ်တရက်အပင်ပေါ်ကနေအဖြူရောင်ဆိုင်ခဲကြီးတစ်ခုဝုန်းကနေပြုတ်ကျလာတဲ့တာတင်ဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါအဲ့ဒါလူမဟုတ်ဘူးကိုလုံးကပိန်လိန်နေပြီးခြေလက်တွေကပုံမှန်ထက်ရှည်ထွက်နေတဲ့အမီမတိအကောင်တကောင်မျက်နှာကအရေးပြားတွေလန်နေပြီးပါးစပ်ကနေအမဲရောင်သွေးတွေစီးကျနေတယ်ဟီဟီလာပြီလားငါအတွက်အသားလက်လက်ဆက်ဆက်လေးအဲ့ဒီအရာကလူစကားလူတရိษံအော်တန်လူနဲ့ပြောပြီးတာတင်စီကိုလေးဘက်ထောက်ပြေးဝင်လာတဲ့တာတင်ရုတ်တရက်တနက်မောင်းကိုဆွဲဖြုတ်လိုက်တဲ့အတိုင်းတနက်တန်ကတတော်လုံးကိုတုံခါသွားမြည်ဟီးသွားပေမဲ့အဲ့ဒီအကောင်ကရက်မသွားဘူးကြီးစံတွေကသူ့ကိုယ်ကိုဖောက်ထွက်သွားပေမဲ့သူကရင်နေတော့မယ်တာတင်နောက်ကိုစုပ်ရင်းခလုတ်တိုက်လဲကျသွားတယ်အဲ့ဒီအမီမတိကောင်ကသူ့ဘော်ကိုခွာလိုက်ပြီးလက်သေးရှည်ကြီးတွေနဲ့သူ့လက်ပင်ကိုညှစ်ဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာတာတင်ရဲ့လက်ကမြေပြင်ပေါ်ကပစိန်ရိုးကိုစမ်းမိသွားပြီးအားကုန်လဲရိုက်လိုက်ရတယ်သူဘလို့လွတ်လာမှန်းသူကိုယ်တိုင်တော့မသိဘူးတညလုံးအမှောင်ထဲမှာတစ်ပင်တွေနဲ့တိုက်မိနွယ်ပင်တွေနဲ့ညီရင်အသက်လူပြေးခဲ့ရတယ်နောက်ကနေဟီဆိုတဲ့ရေတံကတော့သူ့နားထဲကြားနေရတော့တဖြည်းဖြည်းမိုးတောက်ရန်အချိန်ရောက်သွားခဲ့ပြီးခက်ဝေးကဘုံကြီးเจ้าရဲ့စွန့်ချက်ခေါင်းလောင်းတံကိုကြားလိုက်ရမှတာတင်တယောက်အားခနဲ့ဖြစ်ပြီးလဲကျသွားတော့တယ်ရွာသားတွေတွေ့တဲ့အချိန်မှာတော့တာတင်ဟာတတိလစ်နေခဲ့တယ်သူ့ရဲ့ကြောပြင်မှာလက်သေးရကြီးလေးချက်ကသွေးစိမ့်ရှင်ထွက်နေခဲ့တယ်။အဲ့ဒီနောက်ပိုင်းတာတင်ဟာသူ့ဘဝတစ်လျှောက်လုံးလုတ်ကင်ခဲ့တဲ့အမဲလိုက်တာကိုထာဝရဆွလွတ်လိုက်တဲ့သူပြောပြလေးရှိတာကရိုးမတော်ထဲမှာငါတို့မမြင်နိုင်တဲ့ငါတို့ထက်အစွမ်းထက်တဲ့အရာတွေရှိတယ်တော့ကခွင့်မပြုရင်ကျူးကျော်သူဟာအသက်နဲ့ရင်းရတတ်တယ်ဆိုတာပါပဲ။တာတင်လည်းတောင်ရလုပ်ငန်းကိုပဲလုတ်ကင်နေထိုင်သွားပါတော့တယ်။ဒီနေ့အထိတာတင်ရဲ့ကြောကလက်သေးရတွေဟာမိမ့်မသွားပဲပကူးရိုးမရဲ့6ချားဖွဲတတိပေးချက်တစ်ခုအဖြစ်ကြံရင်းနေပါတော့တယ်။